ဆိုင်ဆိုင်လာလားဘာလားတော့မသိဘူးဗျာအိမ်မှာအိတ်နေတာဒီမှာကန်ထရိုင်းကြီး ATV စောင့်နေတဲ့ကြီးပေါ့နော်ကိုကြီးကတန်လျိုလိုက်သွားမလို့တဲ့မလားလိုက်ခဲ့ပါတဲ့အေးကွာလို့လိုက်မယ်လို့တန်လျိုဆိုလဲတန်လျိုပါစီမေးကြည့်တော့မှနောက်ကအကိုသူ့ရဲ့အကိုတွေပါတယ်လေတန်လျိုမဟုတ်ဘူးတဲ့ကြောက်တန်းနဲ့ကြောက်တန်းဘယ်နာလဲလို့ထပ်ပြီးတော့မေးကြည့်တာမဟုတ်ဘူးကိုတဲ့ကြောက်တန်းဟိုဘက်ကကမာကလုံးနာကမာကလုံးကနေကြော်သွားပြီးတော့အဲ့ကပစုံကန်နေတဲ့သွားပြီလို့ဒါကူဒါဝဲကြီးရွာရောက်နေပြီပေါ့နော်ဒါဝဲကြီးရွာရောက်နေပြီအဲ့ဘက်မှာတရားမရှိဘူးလို့သွားတဲ့လမ်းဆိုဒီဟာအရောက်မဲရတော့ငါးရွာနေဟိုဘက်ကိုဝိုက်ကားမှာလို့လမ်း3လမ်းရှိတယ်ပေါ့ဗျာနော်3လမ်းရှိတယ်ဒါကူကနာလေးကျွန်တော်ပြမယ်ဒါကျွန်တော်တို့မော်ဝန္ဒရာတက်နေပြီမော်ဝန္ဒရာဝယ်ကန်းလူပါတယ်ဒီပါလာမော်ဝန္ဒရာအပေါ်မော်ဝန္ဒရာလေဒီတရားတစ်လက်ပဲရှိတာဒီကောင်ပဲရှိတာမှတ်ရောက်ဒါအဓိကပြဿနာကတော့ကျွန်တော်တို့ကြောက်တန်းကျွန်တော်သွားမယ့်နေရာကြောက်တန်းဟိုဘက်ကမ်းပေါ့နော်ဒါပန်းတော်တို့ကမာကလုတ်တို့အဲ့ဘက်ကြာတာပေါ့အဓိကပြဿနာတရားမရှိဘူးကြောက်တန်းဘက်မှာဒီလည်းဘုရားဟိုဘက်မှာကြံခဲ့တာပေါ့အဲ့တော့မရှိတဲ့ခါကျတော့ဒီဘက်ကနေလာရတာပေါ့နော်အဲ့ပါဖြစ်ချင်တော့လေကိုကအဲ့ကနေတက်သွားမှာဖြစ်ချင်တော့ကျွန်တော်ဟာထားပါတော့ဗျာတရားရွာသားပေါ့နော်လမ်း3လမ်းရှိတယ်ဗျဒီဟာကိုလာဖို့ကဟို location ကဘယ်လိုဖြစ်လဲဆိုတော့ location ကကြောင်တန်းဟိုဘက်ကန်းကိုသွားကျင်တာဒါပေမဲ့တရားကမရှိဘူးတရားမရှိတော့ကျွန်တော်တို့3ကကလဝဲရလာပြီး3ဘက်ကနေပတ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရွာဘက်ကနေဖြတ်သွားမယ်ဝေးတယ်ဒီဘက်ကနေကြောင်တန်းဘက်ကနေသွားပြီးတော့ကြောင်တန်းဘက်ကနေသွားပြီးတော့ဒီအရင်တော့ကျွန်တော်တို့ဒီဘဲလော်ဘူးပေါ့နော်ဘဲလော်ဘူးကနေဝိုင်းပီလီကဘုရားရှိခိုးကနေရွာတင်ကြီးဘက်ကနေလာရင်လည်းဒီဘက်ကိုပြန်လာမှာပေါ့အဲ့တော့ကျွန်တော်လည်းဒီဘက်ကလူဆိုတော့လမ်းနဲ့သိတယ်လေဗျာကိုဒီရွာနဲ့နေကန်ဆိုတော့ဒါပန်းတော်လို့ခေါ်တယ်ခုနကဘက်ကတရားဘက်ကဝဲကြီးဒီကောင်ပန်းတော်အဲ့ဒါအခုဒီကြားတဲ့တမန်ဦးကနေဆင်းလာတာပေါ့နော်ပန်းကြောင် sorry ပန်းကြောင်ဝဲကြီးပန်းကြောင်အဲ့ဒါဒီကဆင်းလာပြီးတော့မှရှေးကိုဆက်သွားရင်ဘာပဲတော့ရွာဝင်လိုက်အားတို့ရွာဟိုဘက်မှာကြံခဲ့ပါလေဒီကနေသွားရင်ကွာစင်မကောနေလဲပါရိုက်ပါညာအဲ့ဒီရွာကိုကြော်ပြီးတော့မှလမ်းစုံရောက်မယ်လမ်းစုံရောက်ရင်ငါတို့ရွာလမ်းနေရပြီဒါတရားရွာပြီးတော့မှငါတို့ကဟိုဘက်ခဏုံဘက်ကိုဝိုင်းရမှာအဓိကပြဿနာတော့ဟိုမရှိတော့ဗျာတရားပေါ့နော်တကယ်ကတော့မြင်တာပေါ့ဒီကြောက်တန်းဟိုဘက်ကကြောက်တန်းနေတဲ့ခုနကြောက်တန်းတရားမထိုးနိုင်ခင်ကတော်တိုင်ပတ်တာပေါ့ဗျာနော်ကြောက်တန်းတဲ့ဟိုဘက်ကကိုတရားထိုးနိုင်ပြီဆိုလို့ရှိရင်အဲ့ကြောက်တန်းဟိုဘက်ကရမ်းဖွံ့ဖြိုးသွားမှာပေါ့အဲ့လိုမရှိတဲ့ခါကျတော့ဒီကမာကလုံးတို့မင်းကလုံးတို့ဆယ်မင်းကလုံးတို့ရှမ်းညောင်းတို့အဲ့လိုသွားဖို့ကလုံးဝဘက်ကလာရင်လာလို့ရှိရင်ရှင်းလို့ရည်နော်အဲ့ဘက်ကမလာလို့ရှိရင်တော့ဒီလိုပဲသွားရတာပေါ့ကဲအဲ့ဒါအဲ့မစုံကနေရှိတဲ့သူ့ကိုရှိကိုလဲသွားမလို့ဒါဒီနေ့ပေးရလေးဆိုတော့လीနော်ဆိုင်လေးနာပေးရင်နဲ့လာတာပေါ့ခံကောင်းတယ်တော့အဲ့တိုင်းဆိုင်စူလာလေးကလည်းအဲ့ဘက်ကအကောင်ဖြစ်နေတော့ကွက်တီးပါပဲလို့အဲ့ဒါ